ဘာလဲကဲပါဦး ဟောကဲပါဦးဘာဒီကလေးပြရမဘာဒီလောက်ပြအောင်ပြော လိုင်းမောချတာလို့တန်ပြီးလုပ်ပေးပါဦး ဩတော့ကူညီပေးရမလားဘာဒီကူညီပေးရမတော့ ပါပေးပြီးပေါ့ကလေးရဲ့ မငိုပါနဲ့ဘာလို့ငိုတာတော့ငိုနဲ့နော် ဖြစ်ရတယ်ဆက်ဖြစ်မတေကလေးဘာဦးထောက်ပါမအောင်ကလေး ဘဘအားကိုးစရာမရှိဘူးလား မရှိလို့ပေါ့ ဟုတ်လား ပါရင်းလာတဲ့ကလေးလားဟုတ်လား ဟုတ်တယ်ဟုတ်တယ် လိုင်းမောချတာတဲ့ကလေးက ဟုတ်ပါဗျာဟုတ်ပါဗျာဟုတ်ပါတယ် အဲ့ကြောင့်မခေါ်ဘူး ဟုတ်လား ဘာမှလည်းမကြော့နိုင်သူတို့ ဩဘာလို့ငိုတာတော့ ဝင်းနေလို့ပေါ့ ဝင်းနေလို့ ပါလိုင်းမောချတော့ဘာမှလုံးမရှိတော့ဥပုံတော်ပြီးတရားဆိုင်ရတာပဲ ဩလိုင်းပေါ်တင်ပေးရမှာလား ရင်ပေးရင်တော့ဝင်းလာတော့ပေါ့ ဟော မတေကလေးတရားနာထိုင်နေအောင်ဥပုံမြောင်တောင်းနေအောင်လို့ပါ ဩဟုတ်ပါပြီဗျာဟုတ်ပါပြီဘဘရမငိုပါနဲ့နော်ဒါကူညီပေးမယ်နော်ကူညီပေးမယ်နော်မငိုနဲ့နော် ဒီမှာ อืม ဘာအာကိုတရားသူတို့ဘယ်သူမှမရှိဘူး အခုဘာအဖွားမှာဘာမှမရှိဘူးလားစားစရာ ညီပေးပါဦး ဟုတ်ကဲ့ တေကလေးတော့ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ဘာမှမရှိဘူး ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ လာလိုက်ပြရချင်းကိုညာပြန်ပြီးကူညီပေးပါဦး ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါနော်ဒါနောက်တဲ့အလူရှင်တွေလည်းတင်ပြောပေးမယ်နော်ဘဘမှာကူညီမဲ့သူမရှိလို့ပါလို့နော် ဟုတ်ပါတရားထိုင်လို့ဥပ္ပဆောင်မြလို့ပါ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါနော်